ဖေရမင်းပွဲစားကခိုင်ထားရနော်ညနေတွိုင်းမဲ့ငါတိုက်ရမှာ တိုက်မှာပေါ့ကွာငါမှတငယ်ချင်းဆိုလို့မင်းရှိတာဟေ့ဘီယာဆိုင်တော့မထိုင်ပါနဲ့ကွာပြင်းစရာကြီး အဲ့မဲ့ဘာလို့မ KTV တောင်းမယ်လေကွာဟိုရောက်ပြီကောင်ပါလေးခေါ်မယ်မင်းတယောက်ငါတယောက်လေ ဟာမင်းရတယ်တစ်စက်ကြီးအဲ့မိန်းမကိစ္စပဲခေါင်းနဲ့ထည့်နေတာပဲဟဲ့အဲ့ဒါလည်းကောင်းတဲ့ຢာရင်မဟုတ်ဘူးမလုံးနဲ့ ဘီယာတောက်တဲ့ဟာကြတော့ကောင်းနေရကြနေ ကောင်းတာတော့နှစ်ခုလုံးမကောင်းဘူးပေါ့ကွာဒါပေမဲ့အတော့ဆောင်းမိန်းမကိုဖတ်သွားရင်မင်းဘဝပြတ်သွားမှာဆိုလို့စေတနာနဲ့ပြောနေတာ မသိငါတော်တော်ဆိုးတဲ့ကောင်ကြနေမင်းပြောမှပူဆိုးနေကွာပြီးရောကွာမင်းဘီယာတောက်ချင်တာမလားအဲ့ဘီယာဆိုင်မသွားမယ် ကဲပြီးရောအကောင်းဆုံးပဲ ဟိုမှာကောင်မလေးတယောက်ဘာဖြစ်နေလဲ ဘာမှဖြစ်တော့မဟုတ်ဘူးဘာလို့ မင်းကလေကွာပုံစံကိုသိချကြည့်ပါလားသူကြည့်ရတာအခက်အခဲတစ်ခုဖြစ်နေတာထင်တယ်ငါ့သွားမေးကြည့် တွန်းလို့ဖြစ်တော့ပေါ့ကိုတော့ ကွာသွားမေးကြည့် မင်းလေ အမအားမင်းကဒီမလေးဟိုဘာအခက်အခဲဖြစ်နေရလဲအကိုကြီးကဘာကူညီပေးရမလဲ ရပါတယ်ကိုရင်ကျေးဇူးတင်ပါတယ် ရတယ်တဲ့ပေါင်းတော့ မင်းစမ်းပါဦးမင်းရတယ်ကွာဟိုညီမလေးကြည့်ရတာအကိုကြီးကိုအားနာလို့ထင်တယ်ဘာမှအားမနာနဲ့ညီမလေးဖြစ်နေခက်ခဲတာပြောအကိုကြီးကိုကူညီနေတာဆိုကူညီပေးမယ် ကိုကြီးတကယ်ပြောရအောင်နော် တကယ်ပြောတာဗော မလေးဒီနေ့လမ်းသာထုတ်လာတယ်လေလမ်းမှာအပြန်ကားပေါ်ခိုင်းနိုင်ခင်ရလို့ ဟိုဖြစ်မှာဖြစ်ရလေကွာ ဟုတ်တယ်ကိုကြီးရဲ့ဒီကနေပြန်ရင်လည်းအဆောင်လာကပေးရတော့မှာပေးကြမရှိလို့စိတ်ညစ် ဒါဗောကပတ်နိုင်ခံဆိုဘယ်ပေးစာရှိရမလဲဟိုတနာစီကကောင်းလိုက်တော့ကွာ မင်းစွတ်တနာနေတယ်ဟိုကဇလန်းဒီဘာပြောနေရလားမသိဘူးဘာတနာနေလဲ မင်းရတယ်ကွာပုံစံကိုကြည့်ပါလားရှူလို့အေးလေးပါကွာလိမ့်မဲ့ပုံမပေါက်ပါဘူးမင်းသားနေစမ်းပါကွာဟိုညီမလေးရဲ့အဆောင်လာကဘယ်လောက်လဲမသိ တိတ်တော့မများပါဘူးသိမ့်ငွေတွေပါ တသိန်းခွဲတဲ့ညီမလေးအဆောင်လာကတသိန်းခွဲမများလို့ဘူးလား ဒီလိုကိုရဲ့ညီမလေးကတယောက်တည်းနေရလေတယောက်တည်းနေတော့အဆောင်နှခမ်းကားနေ ဟိုတယောက်သေးဆိုနှခမ်းကားနေပါဦးညီမလေးဟိုမားနေနော်မားနေနော် ကိုကြီးနားလဲအောင်ညီမလေးရှင်းပြရမယ်ဆိုညီမလေးကလေညီမလေးနယ်ကအဖေအမေကလည်းမရှိတော့ဘူးအကိုကြီးကလည်းမရှိတော့ရန်ကုန်မှာလက်လောက်တာလေရွာရှိတဲ့ပစ္စည်းတွေအကုန်လုံးဒီကိုတဲလာတာဆိုတော့အခန်းတစ်ခန်းနဲ့မဆန်လေအဲ့တော့နှစ်ခန်းကနေ ဟုတ်ပြီညီမလေးကိုကြီးတဘောပေါက်ပြီကိုကြီးဂဲကိုတဘောပေါက်သွားပြီညီမလေးရေဖြစ်မှာဖြစ်ရလားဒီလိုပါလားအကိုကြီးလည်းဒီနေ့အိမ်ပွဲသားရလား2သိန်းခွဲရလားညီမလေးကို3သိန်းခွဲအကိုကြီးပေးလိုက်မယ်လေအဲ့ဒါဆိုအဆင်ပြေလား ပြောမလို့စိုက်ထိုင်ဦးမှာလေ သိန်းကြပါဘာမျိုးဟိုပေးလိုက်မယ်နော်ညီမလေး3သိန်းခွဲ ကြည့်လား ညီမလေးဟိုပါလေးညီမလေးရဲ့ဖုန်းနံပါတ်လေးယူထားလို့ရမလား ဟုတ်ရလေဒါနဲ့ညီမလေးကဖုန်းပတ်စံတက်ထည့်ထားတာလေခပိုင်းနဲ့ခင်အားဆိုတော့ဖုန်းမှာပါသွား ဒီဘောကပတ်နိုင်ခံဆိုဖုန်းပဲရှိတော့မလဲဟိုဒုက္ခ ဒီလိုလုပ်ပါလားညီမလေးအဆောင်မှာတငယ်ချင်းရှိရလေသူ့ဖုန်းနဲ့ပေးလိုက်ကျဲစင်လို့တာပြောလိုက်သူခေါ်ပေးလိုက် ဒီမေကြီးလည်းကျေစင်နေကတိဗီနေမေကြီးတော့ ဟာမင်းကနေကွာနာမည်ပါသူပေးနေတာပေးမင်းတာလေးစမ်းပါကွာဟုတ်ရညီမလေးအကိုကြီးကိုဖုန်းနံပါတ်ပေးနော်ပန်း 09 99500 ဟုတ်ပြီညီမလေး ပိုင်နာကို โอเคနောက်မှတွေ့မယ်နော်ညီမလေးနော် သူဖုန်းနံပါတ်ပေးသွားတာဘာပေးသွားတာ ဟောသူပြောမင်းမကြောက်လား09 99500 900တဲ့ဟာဟေးအဲ့ငါတို့နှလုံးလေးနံပါတ်ကြည့်မလားဒုက္ခပဲကွာဒါဆိုဘာလို့ဒီကောင်မလေးဖတ်သွားတာဗော နေဝါတာ ဟာဒုက္ခပါပဲကွာဟာမထူးတော့ပါဘူးကွာစိတ်လေးလည်းညစ်လာပြီဘီးရလည်းမတော့ပဲကွာ ငါပြောသားပဲမင်းအဲ့ ဝိဇိတာစီပြီလားစိတ်ကြည်နေ စီရဲအစင်ပြေမပြေပဲနော်ဒါတော့ငါဆိုင်ငယ်ချင်းကိုဒီနေ့ညအတွက်ကျေးဇူးတင်တယ် ဟာဟုတ်ကွာငါမှတကယ်ကြီးမင်းတရားပဲရှိရမင်းစိတ်ကြည်နေငါကျင်းနေတယ်နားနေတယ်သွားသွားဟာ ခဏဟိုမှာကောင်မလေးတယောက်ဘာရက်လုံးနေ စီအဲ့ဒါဘာထားသွားကိုလာမလား အနေဟောမင်းပါဦး ဘာရော ဒီချိန်ကြီးကောင်မလေးရနေရဆိုတော့ဖြစ်ရရောဟိုဟာမသိ ပန်းဖေးရမင်းအောင်ကွာဒါလေးတော့မသိဘူးလားဟိုကွာ ဖာခိဟာရောဖာခိဟာနားလေစကားပြော တော်မင်းတို့ယူရကောကွာကွာမင်းနားလေအောင်ကွာငါဒဲပဲပြောမယ်ကွာရမ်းကြလို့မထင်နဲ့ပူစီကွာ အော်ကြောက် ကြောင်ငါဘာလို့ရမှာတော့ကွာမင်းမရှိတော့ထားတော့မင်းထားတော့မင်းထား
ငါဒီနေ့ပတ်စံမင်းတိုက်လာတော့2000ကျော်လောက်ပဲကျန်တော့မချင်းတော့ ဟုတ်ရဲ့ မင်း9000လောက်ပါငါခဏချီပါ ဟာအဲ့ရထဲတာ9000အတိတော့ငါထဲတာဘာလို့မင်းဘာလို့ အဲ့ဒါငါခဏချီအဲ့ပတ်စံ မလုံးဘူး ဘာလို့ဘာမင်းဒီကကြည့်မလို့ ဟိုးဝါတော့ ဘာတကယ်ချင်း ဟာတော့ မင်းဘယ်လိုဆက်ပါ့တပြည့်နော် ပြည့်ပြည့် ငါခဏတော့လောက်မင်းဒီမှာခဏစားနော် တော့နင်းတော့နင်းလား ငါလေးကိုလာပြီ ဟောဒီတခါဒီမှာရှိရော ညီမလေးဟိုဒီမှာဘာလုပ်နေရလဲတမျိုးတော့မထင်နဲ့နော်ဟိုညီမလေးကဆရာလားဟိဆောရအကိုကြီးအဲ့လိုပြောလို့ညီမလေးဟိုရှက်သွားတယ်လေဂိမ်းနားလေဟိုညီမလေးဟိုကလေးဖွင့်လင်းပြောရင်ကိုကြီးညီမလေးနဲ့တားကျင်လို့ဟိုဘယ်လောက်ပေးရမလဲညီမလေးကိုအဲ့လိုမကြည့်နဲ့လေဟိုကိုကြီးမှာပတ်စံပါပါတယ်ဟိုကိုကြီး2000 5000ချီရတော့8000လောက်ပါဟို8000လောက်ဆိုအဆင်ပြေလား ရှင်ဘာလာပြောနေရလဲဒီမှာတော့ခေါင်းပြုတ်လို့ပြန်တက်နေရကြတယ်ဒီမှာတော့ခေါင်းပြုတ်လို့ပြန်တက်နေရကြတယ်အာယုံနောက်တယ် 他是不是被冤枉？被冤！哎呦我的妈！